4K ကို record လုပ်ပြီး miss တဲ့အခါမှာပေါ့နော်တချို့စကားလုံးတွေကတော့ကျွန်တော်ရှင်းရှင်းလင်းလင်းကြားရပြီမဲ့လည်းတချို့စကားလုံးတွေကမကြားရဘဲနဲ့ပျောက်နေတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်က vocal ကိုပေါ့နော်ကြည်လင်ပြတ်သားပြီးရှင်းရှင်းလင်းလင်းထွက်လာဖို့အတွက် Fat Filter ရဲ့ Pro C compressor နဲ့ဘယ်လိုချိန်ရမယ်ဆိုတာကိုပြန်ပြီးမျှဝေသွားမှာဖြစ်ပါတယ်ဗျဒီတော့ဒီပြဿနာကိုကျွန်တော်တစ်ချက်နားထောင်ကြည့်ပါဦးနော် main vocal track ကိုကျွန်တော်တစ်ချက်နားထောင်ကြည့်မယ်အခုကြားရတဲ့အတိုင်းပဲပေါ့နော်တချို့စကားလုံးတွေကတော့ဟုတ်တယ်ပေါ့နော်တကယ်ထွက်လာတယ်ပေါ့နော်ဒါပေမဲ့တချို့စကားလုံးတွေကြတော့လေလုံးဝမကြားဘူးနော်လုံးဝပျောက်နေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာတစ်ချက် Pro C ထည့်လိုက်မယ်ပေါ့နော်ဒါကတော့ Fat Filter ရဲ့ Pro C ဖြစ်ပါတယ်ဗျ Pro C ကတော့ဒါ compressor ကိုပြောတာပေါ့နော်ကိုက compress နဲ့ပတ်သက်ပြီးအများကြီးကိုကသဘောပေါက်ထားတာမရှိသေးဘူးဆိုရင်တော့ပေါ့နော်ကျွန်တော်အခုကတော့ဒါတကယ်အခြေခံကိုပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်တို့မှာ auto gain ဖြစ်နေတဲ့လေ auto ဆိုတာလေးကိုပိတ်လိုက်မယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီကိုယ်တိုင် set ပြန်လုပ်မယ်ဆိုတော့ပြောတာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ attach တိုင်းကိုလည်း fast attach ထားလိုက်မယ်နောက်ထပ်ကတော့ ratio တွေလုံးဝမပေးသေးဘူးပေါ့နော်ကျွန်တော်သဘောပေါက်အောင်လို့ပြီးရင်တော့ threshold တွေလည်းကျွန်တော်လုံးဝမလုပ်သေးဘူးပေါ့နော်ဒါဆိုရင်တော့ကျွန်တော် compress က vocal ပေါ်မှာဘာ effect မှမတက်ရောက်ဘူးနော်ဒီတော့ကျွန်တော် vocal ကို compress လုပ်ဖို့အတွက်တစ်ချက် play ကြည့်လိုက်ပါနော် vocal ကိုဒီမှာမြင်တဲ့အတိုင်းကျွန်တော်တို့ဒီ vocal ရဲ့အတန်လေးတွေကတိုးလိုက်ကျဲလိုက်နေတဲ့ဒီမှာကျွန်တော်တို့ဒီ wave view မှာလည်းမြင်ရတာပေါ့နော် level မှာကြည့်ရင်လည်းဒီသူ့ရဲ့ peak နဲ့ RMS ကတော်တော်လေးဝေးတယ်ပေါ့နော်ဒီမှာအဲ့တော့ဒီထိတ်ဆုံးရောက်သွားတဲ့ level ကတော့ -12 ဝန်းကျင်ထိရှိပြီးတော့ဗောနော်အနိမ့်ဆုံး level ကလည်း -30 ကြားထဲမှာဗောနော်တက်လိုက်ဆင်းလိုက်ဖြစ်နေဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က threshold ကိုဘယ်ကနေစသတ်မှတ်မလဲဆိုရင် level တွေအားလုံးညီသွားဖို့ဗောနော်ဒါအနိမ့်ဆုံး level ဖြစ်တဲ့ -30 ဝန်းကျင်လောက်ကနေကျွန်တော်စပြီးသတ်မှတ်လိုက်မယ်ဒီမှာမြင်တဲ့အတိုင်းဒါအနှိမ့်ဆုံး level လေးတွေက -30 မှာရှိပြီးအမြင့်ဆုံး level တွေကတော့ -12 လောက်အထိသွားတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ -30 ရဲ့အထက်ကိုကြော်လာမဲ့ audio signal တွေဗောနော်ဒီ vocal တွေကိုကျွန်တော်က ratio 4 ဗောနော်4ပုံတပုံနဲ့ပြန်ထုတ်ပေးလိုက်မှာဗောနော်4ပုံတပုံနဲ့ထုတ်ပေးလိုက်တဲ့အခါမှာဒါဆိုရင်ခုနအကျယ်ဆုံး -12 အထိသွားမဲ့ကောင်တွေဘယ်လောက်ထိသွားမလဲကြည့်အောင်ပါဗောနော်โอเคဒါဆိုရင်ဒီမှာမြင်တဲ့အတိုင်းပေါ့နော်ကျွန်တော်အနှိမ့်ဆုံး level နဲ့အမြင့်ဆုံး level က -24 30 ဝန်းကျင်မှာပဲရှိတော့တယ်ပေါ့နော်အဲဆို original ကတော့ -12 အထိသွားပြီးတော့အတိုးဆုံးက -30 မှာရှိတယ်ဆိုရင်ကျွန်တော်ဒီ compress ရဲ့အထွက်မှာတော့ဒီမှာမြင်ရတဲ့အတိုင်းပေါ့နော် -24 30 ဝန်းကျင်မှာပဲရှိနေတော့တယ်ပေါ့နော်အထွက်ကတော့တိုးလဲတိုးသွားပြီပေါ့ဗျာဘာလို့ဆိုတော့အကျယ်ဆုံး level တွေကိုကျွန်တော်တို့က၄ပုံတပုံပဲပြန်ထုတ်ပေးလိုက်တာဆိုတော့လေဒါပေမဲ့ကျွန်တော်တို့ရတဲ့ results ကတော့ level တွေအားလုံးညီသွားပြီပေါ့နော်ဒီ output gain ကိုပြန်ပြီး set လုပ်မယ်ပေါ့နော်ခုနကကျွန်တော်တို့မြင်တဲ့အတိုင်းပေါ့နော်ဒါအမြင့်ဆုံးရောက်လာတဲ့ level က -12 အထိသွားတယ်ဆိုတော့ကျွန်တော်တို့ output gain ကိုလည်းဒီကျွန်တော်တို့ရထားတဲ့ဟာပေါ့နော်အဲ့ဒါကို -12 အထိရအောင်ပြန်တင်ယူမယ်ပေါ့နော်အဲ့ဆိုဒီ output gain မှာကျွန်တော်တို့က -12 ဆိုတာဒီဟာကိုကြည့်ရမှာမဟုတ်เนาะဒီထွက်လာတဲ့ signal ကို -12 ရောက်တဲ့အထိကျွန်တော်တို့တင်ယူမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီအထွက်ကိုကြည့်ရမှာပေါ့เนาะအထွက်ကိုကျွန်တော်အဝင်နဲ့တိုင်းပြီးတင်မှာပေါ့เนาะအဲ့ဆိုကျွန်တော်မှတစ်ချက်တင်မယ်အခုမြင်တဲ့အတိုင်းကျွန်တော်ဝင်လာတဲ့ signal နဲ့ထွက်လာတဲ့ signal က level ချင်းတူသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ results ကဘာရလဲဆိုလို့ရှိရင် gain တင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်အတိုးဆုံး signal တွေက +7 ထိတင်လိုက်တော့အများကြီးတက်လာတယ်ပေါ့ဗျာဒါပေမဲ့လည်းအကျယ်ဆုံး signal တွေကလည်းကျွန်တော်တို့ဒီမှာ -30 ကနေအထက်ကို၄ပုံတပုံပဲပေးထွက်တော့မှာဖြစ်တဲ့အတွက်ကြောင့်အကျယ်ဆုံး signal တွေကလည်းကျွန်တော်တို့ထိန်းထားခံရတယ်ပေါ့နော်ထပ်ပြီးမကျယ်နိုင်တော့ဘူးပေါ့ဗျာသဘောကတော့အားလုံးအထွက်မှာတော့ level တွေညီပြီးပြန်ထွက်လာတယ်ပေါ့နော်အခုဒါဆိုရင် compress ပါတာနဲ့မပါတာနဲ့ကိုကျွန်တော်တစ်ချက်ရှင်းကြည့်မယ်ပေါ့နော်အဲဆို originalနော်ဒါဆိုရင်တော့ဒါကျွန်တော်တို့ကအထွက်မှာပေါ့နော် vocal ရဲ့စကလုံးတိုင်းကလုံးဝကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားနဲ့ပြန်ထွက်လာတယ်ပေါ့နော်ပုံမှန်အဖြစ် compress setting တွေကိုပုံသေးတတ်မှတ်လို့မရပါဘူးဗျကျွန်တော်တို့ဒီဝင်လာတဲ့ input audio signal တစ်ခုပုံမှန်မူတည်ပြီးတော့ပေါ့နော် audio အမျိုးအစားပေါ့နော် vocal ပဲဖြစ်ဖြစ်ဥပမာ drum တွေ percussion တွေဆိုလို့ရှိရင်လည်းပုံစံတွေကတစ်မျိုးဖြစ်နေတော့ကြောင့်ပေါ့နော်ဒါကတော့အခုကျွန်တော်ပြတဲ့ဟာတော့ vocal အတွက်အဆင်ပြေလိမ့်မယ်ပေါ့နော်အဲဆိုဒီ vocal အတွက်ဆိုတာလဲကျွန်တော်ဝင်ထားတဲ့ကျွန်တော် record ထားတဲ့ audio signal တစ်ခုအပေါ်မှာဆိုတဲ့သချင်းအမျိုးအစားပေါ့နော်တိုးတာကျဲတာပေါ်မှာမူတည်ပြီးကျွန်တော်တို့က threshold ratio တွေကို
သတ်မှတ်ပြီးတော့ compress လုပ်ပေးရတာဖြစ်ပါတယ်ဗျအခုဒါကတော့အခြေခံအဖြစ်ပေါ့နော် vocal မှာကိုကဘယ်လို compress လုပ်ရမလဲဆိုတာကိုတော့နားလည်သဘောပေါက်သွားမယ်ထင်ပါတယ်ဗျနောက်ထပ် video တွေမှာတော့ဒီ instrument တွေကို compress ဘယ်လို setting နဲ့ချိန်ရမယ်ဆိုတာလေးတွေကိုထပ်ပြီးတော့ပေါ့နော်မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်နောက်ထပ် video တွေမှာတွေ့ပါမယ်ဗျအားလုံးသဘောကျအောင်မျှော်လင့်ပါတယ် bye bye 我们一同对着现在